အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ from zero to architect channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့က live to live episode 9ဖြစ်ပါတယ်ဒီနေ့ကဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ test chart တွေကြောင်းဆွဲကြည့်မယ်စာထဲမှာပါတယ်ပြပြမယ်နော် test chart ဆိုတာတဲ့အထည်မျက်နှာပြင်တို့ဤချောမှုကြမ်းမှုစသည့်အနေအထားနှင့်သက်ဆိုင်သောအစင်းရာအခြေရာနှင့်အဆက်ပြောင်များကိုခေါ်သည်pattern မှာလူတို့တီထွင်ပြုလုပ်ထားသော design အကွက်အစင်းများကိုခေါ်ဆိုသည်၎င်းတို့ကိုထပ်ခါရေးဆွဲထားသော shape သို့မဟုတ် form တို့ဖြင့်မိမိဆွဲလိုသောအရာဝတ္ထု၏မျက်နှာပြင်ပေါ်တွင်ရေးဆွဲခြင်းအပြင်အရာဝတ္ထုကိုပုံမအသက်ဝင်စေပြီး၎င်း၏ပုံပန်းသွင်ပြင်ကိုပုံမထင်ရှားစေသည်တဲ့ကဲ test ချရ1မျိုး2မျိုး3မျိုး4မျိုး5မျိုး6မျိုးကဲဆွဲကြည့်လိုက်ရအောင်ဗျာ6မျိုးရှိတယ်6မျိုးမှာကျွန်တော်တို့ကဘယ်လိုဖြစ်မလဲဆိုတော့1 2 3 4 5 6 1 2 3 4 5 6 okay 6လမှာယူလို့မရဘူးလေအကွက်လေးပေါ်နည်းနည်းတက်တက်ရရဖြစ်တလမှာနှစ်စိတ်ချပြီးရင်တလမှာနှစ်စိတ်ချတလမှာနှစ်စိတ်ချတလမှာနှစ်စိတ်ချတလမှာတကွက်နှစ်ကွက်ဒါတော့ရှိတယ်တကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်6ကွက်ဒါဆိုရပြီနှစ်စိတ်ချတလမှာ okay 1 2 3 4 5 6 okay 6ကွက်ရပြီအဲ့ဒါကိုကျွန်တော်ကဘယ်လိုသွားမလဲဆိုတော့ဒီအောင်ဆွဲချလိုက်ဒီလိုဆွဲချလိုက်မှာလဲအဲ့တိုင်းပဲ1 2 3 4 5 6 7 8ဒီလောက်ထိသွားလိုက်မယ်ဘာလို့လဲဆိုအလဲကြအောင်ကျွန်တော်ကဒီကနေစရမယ်အဲ့လိုသွားမယ်နော်အဲ့တော့ဒါလေးကိုလည်းဒီဘက်ကနေပြီးတော့1 2 3 4 5 6 8တလမကွက်လေးဗျာတလမညီညာလေးပဲ၄တောင်ကွက်လေးကွက်လိုက်မယ်နော်ဒီဘက်ကနေပြီးတော့တလမလေးပြန်
နည်းနည်းလေးတော့စောင်းသွားတယ်ကျွန်တော်ဆွဲရโอเคအဲ့ဆိုကျွန်တော်ကဒီမှာ1 2 3 4 5 6ခွက်ရပြီနော်အရင်ဆုံးမဆွဲမလဲဆိုတော့ဒါလေးဆွဲမယ်လောလောဆယ်ကကိုယ့်အကို creation တိတ်လို့ဆရာမလို့သေးဘူးသူ texture ကိုပဲကြည့်ဆွဲရမှာဆိုတော့ကျွန်တော်အစိတ်အကျဲလေးကိုလိုက်ဆွဲမယ်နော်မကန့်လန့်ဖြတ်လာ3 line ရှိမယ်3 line 3 line စီရှိမယ်ဘယ်ညာစောင်းอ่ะအဲ့တော့ဒါ hand drawing နဲ့ပဲဆွဲမယ်1တော့မြင်းပြိုင်လေးဖြစ်ရမယ်အဓိက2 3 okay အဲ့ဒါကိုဒီလိုကန့်လန့်ဖြတ်လိုက်နောက် line လာမယ်1 2အဲ့လို true 1မလှရတွေ့လားတစ် line နဲ့ဖြစ်မှလှမပြ1 2 3 okay 1 2 3 1 2 3တက်နိုင်သလားအဖြောင့်အတန်းဆွဲနိုင်အောင်လုပ်ကြမယ် okay 3 line 3 line စီနော်အဲ့နောက်တစ်ခါကျတော့1 2 3 4 5 6 line ဆွဲမယ်1 2 3 4 5 6 4 line ပြန်ဆွဲမယ်โอเคပြီးသွားရင်ဒါကိုလည်း6 line 1 2 3 4 5 6 okay ပြီးဒီမှာ1 2 3 4 5 6 9 10 10 line ဆွဲမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5 6 9 10 โอเคအဲ့ဒါကိုထပ်ပြီးတော့1 2 3 4 5 6 9 10 โอเคရပြီဒါကိုနည်းနည်းပို့ပြမယ်1 2 3 4 5 6 9 10 11 12 13 14ကြောင်း14ကြောင်းဆိုကျွန်တော်တို့ရုံးစောဒီမှာ1 2 3 4 5 6 9 10 9 10 11 12 13ကျွန်တော်13 line ပဲဝင်တယ်အဲ့တော့နောက်ထပ်13 line ဆွဲမယ်1 2 3 4 5 6 9 10 9 10 11 12 13 14โอเค14 line ရပါပြီနော်ပြီးသွားရင်ပို့ပစ်လိုက်မယ်ဗျာ14ကိုထပ်များလိုက်မယ်အဲဆိုရင်ဒီလိုပြစ်ခဲခဲလေးဖြစ်သွားမယ်ထပ်ဆွဲကြည့်မယ်နော်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
9 10 9 10 1
2 3 4 5 6 9 10အဲ့ဒါကိုပြစ်မယ်ဆို1 2 3 4 5 6 9 10 9 10 11 12 13 14 15 16 17 18 19 20 21 22 23 23ပိုပြတ်သွားပြီတွေ့လားမဲနေအောင်ဆွဲမယ်နော်နောက်တစ်ခုကြာလိုင်းတွေအပြစ်ပေါ့ဗျာလုံးဝအပြစ်1 2 3 4 5 6 9 10 9 10 11 12 13 14 15 16 17 18 19 20 21 22 23 25 26 29အဲ့ဒါကိုဒီဘက်မှာလေ1 2 3 4 5 6 9 10 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 29 28 29 30 31 32 33 34 35 36အဲ့ဟုတ်ငါလေးထပ်ဖြည့်မယ်1 2 3 4 5 6 9 10 10နည်းလေးပုံနဲ့တော့ထပ်ထည့်ပါနော်အကုန်လုံးထည့်အဲ့ဆိုနှက်သွားပြီအဲ့ဆိုရင်ဒီမှာဒါလေးရပါပြီကျွန်တော်တို့ပြီးတော့ဒီမှာနောက်တစ်ခုဒီက3 line နဲ့3 line နဲ့အကြည့်စင်ဒါများသောအားဖြင့်မှန်နေမှာ3တာများတယ်အဲ့တော့1ပြီးရင်2ပြီးရင်3ဒါပဲ3 line ပဲအများကြီးမလို့နော်ပြီးရင်1 2 3 4 5 6 6 line double line okay အဲ့တော့ဒါ1 2 3 4 5 6လေလိုင်းနည်းနည်းလေးကိုရွာတွေ့ကြာပြင်မယ်အဲ့ဆိုရင်6 line ပြီးသွားရင်1 2 3 4 5 6 9 10 9 line 2 2 3 4 5 6 9 10 9 okay နည်းနည်းလေး line လေးပို့စိတ်လိုက်မယ်နော်ဒီတစ်ခုကြာ1 2 3 4 5 6 9 10 9 10 11 12 13 okay 13ကိုပြောရင်ဒါကိုကြတော့ဒီထပ်ပို့စိတ်မယ်1 2 3 4 5 6 9 10 9 10 11 12 13 14 15 16 okay ဒါကြောင့်မဲနေအောင်လုပ်ပါလားမဲနေအောင်စိတ်မယ်ဆိုတော့1 2 3 4 5 6 9 10 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26ထပ်ထည့်လို့ရတယ်သိလားဟိုဒီလိုမျိုးမှာထပ်ထည့်okay မှာကြတော့ဒီလိုင်းအောင်ဆွဲလို့ရှိရင်မရဘူးဒီလိုင်းအောင်ဆွဲရင်လက်ကိုမလွတ်နဲ့ကျွန်တော်တို့ဗျာပုံဆွဲမယ်ဥပမာဒီလိုဆွဲမယ်
လိုမျိုးဆိုပြီးမှလိုမျိုးပြန်ကိုရမှာလိုဆွဲမယ်ဗျာပြီးတော့မှဒီလိုပြန်ကိုမယ်အဲ့လိုမဟုတ်လိုပဲတောင်းမယ်โอเคတစ်ချက်တည်းကိုယ့်ကိုကောက်ရင်ကောက်ပလေဒီဘာမှဖြစ်ဘူးကျွန်တော်တို့ကစိတ်ရှိရှိနဲ့ကောက်ရင်ကောက်တဲ့အတိုင်းပဲထားမယ်ဆွဲနိုင်တော့ဆွဲမယ်ကိုဆွဲခြင်းတဲ့ဟာဆွဲမယ်โอเคဒါကြောင့်လည်းခုနကတည်းကပုံများပါမယ်ဒါကြောင့်ပုံများမယ်ဒီကကြောင့်โอเคဒါထက်ဒီဟာနည်းနည်းပိုရှုံတယ်โอเคနောက်တစ်ခုကဒီထက်ပိုရှုံတယ်ကဲကျွန်တော်လုံးဝမကြောက်ပါဘူးအဲ့တိုင်းပဲလိုက်ဆက်ဒါဒီကဘယ်မှာသုံးတာများလဲဆိုတော့ကျွန်တော်တစ်ပင်နေလေတစ်ပင်တွေကိုဒီတေးမထည့်ချင်ဘူးဆိုရင်ဒါမျိုးသုံးတာများတယ်ကဲနောက်တစ်ခုကပိုရှုံမယ်တစ်ပင်အပေါ်တိတ်ရွက်တွေပေါ့ဗျာအဲ့โอเคဒါပြီးပြီနောက်တစ်ခုကနှုတ်လိုင်းလိုမျိုးဟာ1 2 1 2အဲ့နဲ့ပြန်မယ်1 2အဲ့နဲ့ပြန်မယ်1ဒီချီအောင်ချီဒီတော့2 okay တော့2 line ဆွဲမယ်ပြီးရင်3 line ဆွဲမယ်1 2 3 1 2 1 now 1 2 3 1 2 1 okay အဲ့3 line ပြီးအဲ့အောင်အစိမ့်နည်းနည်းကျင်း4 5 6 1 2 3 4 5 6 1 2 3 4 5 6ဒါလေးကိုမထင်ပြန်ထအောင်လုပ်လိုက်မယ်1 2 3 4 5 6 1 2 3 4 5 6 1 2 3 4 5 6 1 2 3 4 5ဒီတိုင်းပဲပြန်ဆက်မယ်တိုင်းတွန်ချွန်ချွန်လေးတွေ့ခေါင်းတော့ဒီကောင်နော် no များသောအားဖြင့်ဗမာလဲဆိုဗမာချိတ်ထမိန်နေလေအဲ့ဒီဇိုင်းလေးနဲ့အောင်ဆင်ညီဒေတာလေးကျွန်တော်ဟာသိမညီဘူးဖြစ်သွားတယ် okay ပို့စိတ်မယ်စိတ်မယ်ဆို
နေဆောင်ပါတွေ့လားတော့တေချာလေးပြန်လို့နော်1 2 3 4 5 6 7 8 9 10 11 12 1 2 3 4 5 6 7 8 9 10 11 12နောက်တစ်ခါပိုပြစ်မယ်မဲမဲလေးဖြစ်တဲ့ဒီတော့မယ်1 2 3โอเคရပြီခေခပ်အဝိုင်းလေးလာမယ်အဝိုင်းလေးကကျွန်တော်လည်းတိုင်ပတ်တဲ့ခုချိန်ကြီးတော့ဒါမဲ့ဆန်းဆွဲကြည့်မယ်နော်1 2 3 ကြောက်နိုင်ငံတို့ဘာလို့တဲ့ခါကျရင်ဒီလိုဝိုင်းလေးတော့မသိလား
Right, Roger. Wow, the long nhị jam lâu chi là. Nói lời đó. Bây giờ nhị jam mà là rồi. Cháu sẽ lấy cái ô phê bằng xoay ra rồi đấy. Chị thật bộ tim ấy. Okay, đi rồi. Cháu sẽ thực hiện tí thiện. Tớ chua lý, cho nó thì nói lý mà nia lỡ lý xí. Nè lý nè lý mê bì là. Solution bột lại được. Cái này mà cho áp biệt bìa, lâu áp biệt. Xây xí là xí này ta. Biệt ông, số ta xuôi. Nó. Solution. Yêu à lệ mày. 1, 2, 3, 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14. 8 time ấy.
Okay ရပြီလက်တော်နာကဲနောက်တစ်ခါကြာအကြည့် line လေးတစ် line တွေ့လားဒီမှာဆို2 line ဖြစ်သွားတယ်အဲ့လိုမျိုးသွားမယ်ရုံးစုံတစ် line သမားရှိမယ်ပြင်မှာကြတော့2 line သွားမယ်နောက်တစ်ခါကြာတော့1 2 3 4 5 6 1 2 3 4 5 6 okay ပြီးရင်ဒါပိုစိတ်သွားမယ်ဗျအရင်ဆုံးဒါကိုလိုသွားမယ်ရင်းပြိုင်မဲ့သွားမယ်အဲဆိုပုံထွက်လာတယ်ဒါကိုလိုသွားမယ်ဒါကိုလိုသွားမယ်ပြီးရင်1 2 ခဏပြီးရင်1 2 3 4 5 6 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 1 2 3 4 5 6
နှစ်သုံး okay ပြောရတော့တစ်နှစ်သုံး okay ဒီရလေဒီတမဲတစ်နှစ်သုံးလေးငါ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 တလိုက်ဝင်လို okay အဲ့မှာတစ်နှစ်သုံးလေးငါဟိုမှာမြင်ရတော့တစ်နှစ်သုံးလေးငါအဲ့မှာလေးပါ okay ဒါမဲ့ဒီမှာလဲတစ်နှစ်သုံးလေးငါ6 9 10 9တစ်နှစ်သုံးလေးငါ6 9 10 9 10နော်ဒီမှာလုံးမယ်ဟုတ်တော့ပါအဲ့ကျွန်တော်လေဒေါင်းလိုက်မြင်းဖြောင်လေးရပဲကျွန်တော်ဆွဲချဟိုသူ့ပြန်ဆံမတက်ဘူးစုံစင်းမယ်သူ့ကနေစုံစင်းပြီးသွားရင်ဒီလမ်းကပဲပြန်ဆင်းတွေ့လားအလေလမ်းကိုပဲအတီးပြီးတော့အဲ့လိုမျိုးဆွဲစိတ်တော်ရှိနော်ဒီနေ့ကျွန်တော်လည်းစကားသိပ်မပြောဖြစ်ပုံအမေရိကဆွဲဖြစ်ခဲရန်တန်လေးနားထောင်ပါနော်ဘုန်းကြီးလည်းတရားဟောနေဆိုတော့တရားအတမဆဲတရားပွဲကလည်းအိမ်ဘေးမှာရှိဟုတ်ကုသိုလ်လည်းရပုံလေးလည်းဆွဲပါနော်ဒီဘက်လေးအောင်ကျွန်တော်လောက်တာကျဲသွားတွေ့လားဒီဘက်ဆိုသိမ့်မလားတော့ဆိုရင်အစိတ်ရပြီသူ့ထပ်ပိုစိတ်ရမယ်နောက်တစ်ခုသူ့ထပ်ပိုစိတ်မယ်1 2 3 4 5 6 7 8 9 10 11 12 13 1 2 3 4 5 6 7 8 9 10 11 12 13
1 2 3 4 5 6 7 8 9 10 11 13 1 2 3 4 5 6 7 8 9 10 11 12 13 1 2 3 4 5 6 7 8 9 10 11 12 13 1 2 3 4 5 6 7 8 9 10 11 12 13 okay အဲ့ဒါကိုကျွန်တော်ကပြန်ဆက်မယ်1 2 3နည်းနော်ကျွန်တော်ရှင်းနေတဲ့ဒီမြင်အောင်မြင်နေရနော် okay မျက်လုံးတိတ်မကောင်းလို့4 5 6 7 8 9 10 11 12 13ဒါဒီကောင်ကလည်းဆက်ထားအောင်1 2 3 4 5 6 7 8 9 10 11 12 13 1 2 3 4 5 6 7 8 9 10 11 12 13 1 2 3 4 5 6 7 8 9 10 11 12 13ပြလေးတော့ချပြလေးတော့ချ okay အဲ့ဆိုရပြီနောက်တစ်ခုမဲနေအောင်ဆက်မဲနေအောင်ဆက်မယ်ဆိုတော့လာမယ်ဒါကိုလည်းစိတ်လေးတောင်းမယ်ဒီဟာကြောက်လေဒါနဲ့အောင်နည်းနည်းဆင်သွားမယ်ဒီတော့ကျွန်တော်တို့ဆင်မယ်ဗျာဒါโอเคဒီဝိုင်းအဲ့တော့တဲ့လားလည်းဆက်အဲ့ဒါနည်းနည်းလေးထွက်တယ်ကျွန်တော်ခုနကပုံကဆွဲတင်လောက်ဆွဲထားပြီးဆိုတော့ခဲဆန်နေလဲတုံးနေပြီတုံးလေးနဲ့ပဲချမချွန်နဲ့ဒါလေးကိုစင်ပြေတယ်โอเคအဲ့တော့ကဲကျွန်တော်ဒီနေ့ကနိုင်ဝက်လည်းကြော်သွားပြီဆိုတော့ဒီနေ့တော့ဒီလောက်နဲ့ပဲရလိုက်ပါမယ်နောက်နေ့ကြာလို့ရှိရင်ကျွန်တော်ဒီ texture တွေကိုပဲဒီပုံလေးဆန်းဆွဲကြည့်ကြမယ်နော်ဒါလေးဆန်းဆွဲမယ်နော်ဒီနေ့တော့ဒီလောက်ပါပဲနောက် episode တွေမှာပြန်တွေ့ကြပါသေးတယ် see you guys bye